2025 Miss World မြန်မာခီစာခင်ကိုဗိုတင်ပေးဖို့အတွက်ပေါ့နော်ဒီ application ကို download ကြပြီလားဒီ app ကို download ပြီလားမိုရာတော့ download သွားပြီပေါ့နော်ဒီခက်ခဲရေးမဟုတ်ဘူး Miss World ရဲ့ဒီ app ကို download မှာဖြစ်တယ်ပြီးွားရင်သူ့ကို register လုပ်ဖို့အတွက်ဆိုရင်Gmail account တစ်ခုလိုတယ်အဲ့ဒါနေပြီးဝင်ပြီးဗိုတင်ပေးလို့ရတာပေါ့နော် video record ကိုကျတော့ဒီ radial event protection ကနေပြီးတော့လုပ်ပေးထားတာပေါ့နော်မိုရာလည်းဒီနောက်မှာပြပေးထားမယ်အဲ့အတိုင်းဝင်ပြီးလုပ်လို့ရပါတယ်နော်အရင်ခက်ခဲရေးမဟုတ်ဘူးဘယ်လိုဖြစ်ဖြစ်ပေါ့နော်တယောက်ကိုတက်ကောက်နှုံးနဲ့ဒါဝင်ပြီးပုံမယ်ဆိုရင်တော့မှဒါကိုတည်းကလေးကိုဒါအားပေးရရောက်တယ်ပေါ့နော်အဲ့လိုဆိုတော့ဒါဝင်ပြီးတော့ပေါ့နော်ဒီ register လုပ်ပြီးတော့ဒါဗိုတင်ပေးကြပါလို့ပြောချင်ပါတယ်ပြီးွားရင်ဒီ Miss World ကိုဘယ်နှမှာကြည့်ရမလဲဆိုပြီးတော့မေးကြတာပေါ့နော်ဘယ်နှမှာကြည့်ရမလဲဆိုတော့ဒီရက်ကဒီ page ကဒါ Miss World ရဲ့ဒါသူ့ရဲ့ page ပါဒီ page ကိုဒါ follow လုပ်ထားလိုက်เนาะအဲ့မှာသူတို့က live လွှင့်မယ်ဆိုရင်ဒီ page မှာသူတို့ကနေပြီးတော့ link ချပေးတယ် YouTube link တို့ပါတော့ဗောနော်ချပေးတယ်အဲ့လိုဆိုရင်ဝင်ပြီးတော့ကြည့်လို့ရတယ်သူတို့ရဲ့ event တွေလည်းဒီထက်မှာပဲရှိရပါတော့အဲ့လိုဆိုတော့ဒီ page ကို like and follow လုပ်ထားလိုက်အဲ့လိုဆိုရင်ဒါဒီ Miss World နဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးတွေ့ရတာပေါ့နော်final day ကိုမေးကြလို့ final day က31 May 2025ဖြစ်တယ်အဲ့ဆိုတော့ဒီ app လေးကို down ပြီးတော့ဒီကိုရီးယားခီစာကင်ကိုအကုန်လုံးတူတူပေါ့နော်ဝိုင်းဝန်းပြီးတော့အားပေးလိုက်ကြအောင်အားလုံးကိုကျေးဇူးတင်ပါတယ်